မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်မိုးလေဝသသတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ6ရက်နေ့တနင်္လာနေ့ပဲဖြစ်ပါတယ်ကဲဒီနေ့မနက်9နာရီမှာထုတ်ပြန်လိုက်တဲ့မိုးလေဝသအခြေအနေတွေကိုကျွန်တော်နဲ့အတူတူနားဆင်ကြည့်လိုက်ရအောင်လားခင်ဗျာအရင်ဆုံးဒီနေ့အတွက်မိုးရွာနိုင်ခြေရှိတဲ့ data လေးတွေကိုကြည့်လိုက်ရအောင်ဗျာဒီနေ့မှာတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့နေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။မိုးရွာနိုင်ခြေကတော့80%လောက်အထိရှိနေတာမို့လို့အပြင်သွားရင်ထီးလေးလော်ဆောင်သွားဖို့တတိပေးချင်ပါတယ်ခင်ဗျာ။ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့တိမ်အထင်ပဲရှိနေမှာပါ။အပူချိန်နဲ့ပတ်သက်လို့ထူးထူးခြားခြားပြောရရင်တော့နေပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာဒီနေ့ညနေအထိတိမ်အထင်ပဲရှိနေမှာဖြစ်ပေမဲ့မန္တလေးမြို့မှာတော့မိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီးနေရာကွက်ကြားမိုးထချုံရွာနိုင်တဲ့အခြေအနေရှိပါတယ်။အပူချိန်ကလည်းရှိနေဦးမှာမို့လို့နေ့လယ်ပဲအပြင်ထွက်ရင်သတိထားကြပါအောင်နော်။နောက်ညရက်အတွင်းခတ်မှန်းချက်အရလဲနေပြီးတော့မန္တလေးမကွေးစကိုင်းကချင်ချင်းရခိုင်ကယားရှမ်းနဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားကနေနေတာကျဲကျဲမိုးထချုံရွာနိုင်တာမို့မိုးလေဝသအပြောင်းလဲကိုဂရုစိုက်ကြဖို့မှာပါစေ။ပင်လယ်ပင်ခရီးသွားနေတဲ့မိမပြည်သူတွေအတွက်ကတော့မြမကန်ယူတန်းကဆောင်နဲ့ကန်လွန်ပင်လယ်ပင်မှာလှိုင်းအသင့်ရှိနေမှာပါ။လှိုင်းအမြင့်ကတော့3ပေကနေ5ပေကြားမှာရှိနိုင်ပါတယ်။ဘင်္ဂလားအော်မြောက်ပိုင်းနဲ့ဘင်္ဂလားအော်အလဲပိုင်းတို့မှာတိမ်အနှဲငယ်ကနေတိမ်အသင့်ထထုံးနေပြီးကြံပင်လယ်အော်တွေမှာတော့တိမ်အသင့်ရှိနေမှာဖြစ်ပါတယ်။ကဲဒီနေ့အတွက်မိုးလေဝသသတင်းကတော့ဒါပါတယ်။ရာသီဥတုကအပြောင်းလဲမြန်လေတာမို့လို့အားလုံးပဲကျမ်းမာရေးကိုဂရုစိုက်ကြပါလို့စံတာပြပါတယ်။နောက်ထပ်မိုးလေဝသ update သတင်းတွေကိုအချိန်နဲ့တပြေးညီသိရအောင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ။